အားလုံးပဲမင်္ဂလာပါရှင်။ဂန်းခေါ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆရာကြီးမောင်ခင်မင်တနည်းပြရေးတဲ့အရန်မပြောပါနဲ့ဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင်စာရေးဆရာမတစ်ယောက်နှင့်ဆွေးနွေးသောအစီအစဉ်၌ဆွေးနွေးသူမိန်းကလေးကဆရာမရဲ့ဝတ္ထုတွေကိုသမီးအရန်ကြိုက်တယ်ဟုပြောသည်။မော်ဒယ်မိန်းကလေးများကိုလမ်းညွှန်မိတ်ဆက်ပေးသောအမျိုးသမီးကသူတို့လေးတွေကအရန်စူးစမ်းကြပါတယ်သူတို့ရဲ့လှုပ်ရှားပုံလေးတွေကအရန်သဘောကျစရာကောင်းပါတယ်ဟုပြောသွားသည်ကိုရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင်ကြားလိုက်ရသည်စင်မြင့်ပေါ်သို့ဆုတက်ယူပြီးကျေးဇူးတင်စကားပြောသောပညာထူးချွန်သည့်ကျောင်းသူကလေးကသမီးကိုဆုချီးမြှင့်ပေးတဲ့ပပဝင်ကြီးကိုအရန်ကျေးဇူးတင်ပါတယ်ရှင်။သမီးရဲ့မိဘတွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်။ဒီလိုဆုရတဲ့အတွက်သမီးအရန်ဝမ်းသာပါတယ်ရှင်ဟုပြောသွားသည်။သူစင်မြင့်ပေါ်ကဆင်းလာတော့အရန်တွေ10လုံးလောက်လေထဲမှလွင့်ပြန်ရိုက်ခတ်ခါကျန်ခဲ့သည်။ယနေ့လူငယ်အများစု၏အပြောအဆိုတွေတွင်အလွန်ခေတ်စားနေသောစကားတစ်လုံးမှာယခုတာရကပြခဲ့သောအရန်ဆိုသည့်စကားလုံးဖြစ်ပါသည်ပတ်ဝန်းကျင်တွင်လူငယ်များ၏အရန်တန်တွေကိုဝေဝေစီစီကြားနေရပါသည်သူတို့အရန်နှင့်တွဲသုံးသောစကားများမှာဝမ်းသာသည့်အကြောင်းကျေးဇူးတင်သည့်အကြောင်းသဘောကျသည့်အကြောင်းများဖြစ်သည့်အတွက်ကောင်းမွန်သိမ်မွေ့သောအကြောင်းများဖြစ်သည်သို့သောအရန်ဆိုသောစကားလုံးကရန်သောကြမ်းသောရိုင်းသောအငွေ့သက်များပါနေသည့်အတွက်တွဲသုံးသောစကားများနှင့်မစီလျော်ဖြစ်နေသည်အရန်၏အဓိပ္ပာယ်ကိုအရင်ဖော်ပြပါရစေအရန်သည်ရန်ဆိုသောကရိယာကိုရှေ့ကအတွဲထားသောစကားလုံးဖြစ်ပါသည်အကောင်အဆိုးအရင်အရိုင်းဆိုသောစကားလုံးများကဲ့သို့ပင်ရန်ရှေ့ကအတွဲသောစကားလုံးဖြစ်ပါသည်သို့ဆိုလျှင်အရင်ကစကားလုံးဖြစ်သောရန်၏အဓိပ္ပာယ်ကိုဥစွာကြည့်ပါမည်မြန်မာအဘိဓာန်တွင်ရန်ကိုအစဉ်အကျင်မဲ့ပြုမှုပြောဆိုသည်ဟုလည်းအဓိပ္ပာယ်ဖွင့်သည်မတွက်မဆအမှန်အားဖြင့်ဟုလည်းအဓိပ္ပာယ်ဖွင့်သည်ပထမအဓိပ္ပာယ်ကိုအယံမူပြီးရန်နဲ့အပြောအဆိုရန်နဲ့ဟူသောအသုံးများတွင်တွေ့နိုင်သည်ဒုတိယအဓိပ္ပာယ်ကိုရန်ပြောတယ်ရန်လုပ်တယ်ဟူသောအသုံးများတွင်တွေ့နိုင်သည်အယံအဓိပ္ပာယ်ကိုဖွင့်ရာတွင်မစင်စားမစင်ခြင်းစီးမဲ့ကဲမဲ့ဟုလည်းအဓိပ္ပာယ်ဖွင့်သည်လွန်ကဲစွာပိုလွန်စွာဟု၍လည်းအဓိပ္ပာယ်ဖွင့်သည်ပထမအဓိပ္ပာယ်ကိုပတ်စံအရန်သုံးတယ်အရက်တွေအရန်တောက်တယ်ဟူသောအသုံးများတွင်တွေ့နိုင်သည်ဒုတိယအဓိပ္ပာယ်ကိုအရန်ဆိုးတာပဲအရန်စိတ်ဆိုးတာပဲဟူသောအသုံးများတွင်တွေ့နိုင်သည်မစင်မကျင်စီးမဲ့ကဲမဲ့ပြုမှုပြောဆိုသည့်အပြုမှုမျိုးပြောဆိုမျိုးပိုပိုကဲကဲဆူဆူရွရွအခြေအနေမျိုးတို့တွင်သုံးလေ့ရှိပါသည်အရန်နှင့်တွဲသုံးသောအသုံးများမှာကြမ်းသောရိုင်းသောဆိုးရွားသောမနှစ်သက်ဖွယ်အကြောင်းများကိုဖော်ပြသည့်အသုံးများဖြစ်ပါသည်ချောင်းတွေအရန်ဆိုးလို့တညလုံးအိပ်လို့မရဘူးဒီလူငယ်ကအရန်ဆိုးတာပဲထင်ရတွေအရန်ရှောက်လုံမနေနဲ့ဟုသောအသုံးများတွင်အရန်သုံးခြင်းမှာစီလျော်ပါသည်ဆိုးသောကြမ်းသောအခြေအနေနှင့်လိုက်ဖက်ပါသည်တခါကဆရာတက်တူပြောမှုသောစကားတစ်ခွန်းရှိပါသည်အရန်ဘာသာမပြန်နဲ့တဲ့ဘာသာပြန်သူများမစင်မကျင်မလုပ်ဖို့သတိပေးခြင်းဖြစ်ပါသည်ကောင်းမွန်သိမ်မွေ့သောအကြောင်းအရာများကိုပြောသောအခါသိမ်မွေ့သောစကားများဖြင့်အထူးပြုလေ့ရှိပါသည်ဤဝတ္ထုကိုသိကြိုက်ပါတယ်သူတို့ရဲ့အမှုအရာကလေးတွေအလွန်ကောင်းပါတယ်စုချီးမြင့်တဲ့ပပဝင်ကြီးကိုသိကျေးဇူးတင်ပါတယ်အင်မတန်ကျေးဇူးတင်ပါတယ်အလွန်ကျေးဇူးတင်ပါတယ်စသည်ဖြင့်ပြောနိုင်ပါသည်အရန်လိုကြမ်းတမ်းသောရိုင်းသောအငွေ့အသက်မပါပါအစဉ်အဆက်ဤသို့ပင်သုံးခဲ့ကြပါသည်အရန်တွေတွင်ကျဲလာခြင်းမှာအရန်ကိုကောင်းတာပါပဲရှင်ဟုသောကြော်ညာရဲကမင်းသမီး၏စကားပေါ်လာမှတွင်ကျဲလာခြင်းဖြစ်သည်ဟုပြောသံကြားရပါသည်စတူဒီယိုသချင်းထဲမှလည်းအရန်ကြိုက်အရန်ခိုက်အရန်မိုက်ဖြစ်နေပါပြီအရန်သည်အလွန်ဟုအဓိပ္ပာယ်ရတော့လဲကောင်းသည့်နေရာမှာသုံးသည့်အလွန်မျိုးမဟုတ်ဘဲမကောင်းသည့်နေရာမှာသုံးသည့်အလွန်မျိုးဖြစ်ပါသည်ပရိသတ်ရှိမှရင်ကြေးကြေးတိမ်တိမ်မွေ့မွေ့ပြောရတာပွဲဝင်စကားနှင့်မလိုက်ဖက်ပါရိုင်းသောအငွေ့သက်တွေရိုက်ခတ်နေသောစကားဖြစ်ပါသည်ထို့ကြောင့်အရန်မပြောပါနဲ့ဟူ၍သာနားဆင်ပေးခဲ့ကြသူများအားလုံးကိုခန်းကော်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်စီစဉ်နေမှာလည်းဆက်လက်ပြီးနားဆင်ပေးကြပါအောင်ရှင်